မေစုကိုပြစ်တက်ဖို့လှုပ်တဲ့သတင်းကဗိုလ်ချုပ်မူကြီးရဲ့နားကိုရောက်သွားတော့မင်းနောက်ကအမျိုးသမီးကိုပြစ်တက်ဖို့လှုပ်တာဆိုပြီးတော့ဗိုလ်ချုပ်မူကြီးကိုယ်တိုင်သူ့ကိုပြစ်တက်လိုက်တာပါဗိုလ်ချုပ်မူကြီးကသူ့ဖေကအာဇာနည်ပုတ်ကိုတူဖြစ်ငါတို့အမြဲတမ်း6လန့်နေတာသူ့သမီးပါအာဇာနည်တူထပ်ဖြစ်သွားရင်ငါတို့နေစားတော်ရှိမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ပြီးတော့မေစုကိုနှိပ်ကွက်ရမှလည်းအမြင့်တွေဖြတ်ခံလိုက်ရတဲ့တစ်ပင်တပင်လိုသူ့ဘာသာသူလဲကျသွားတာမျိုးပဲဖြစ်တင်တယ်လို့ပြောခဲ့တာပါအဲဒီနောက်ပိုင်းမှာတော့တတိရှင်ကြီးများနဲ့ဖွဲ့စည်းထားတဲ့စစ်တပ်ကြီးဟာအမေစုကိုဒဲရင်မဆိုင်ရဲတော့ပဲအမေစုကိုထောက်ခံအားပေးသူတွေကိုသာလိုက်ပြီးတော့ဖမ်းဆီးကြပါတော့တယ်ဖမ်းမိတဲ့လူတွေကိုနယ်စပ်ဒေသမှာမူရည်ဆေးနဲ့လက်နက်တွေတဲပို့ရတဲ့အလုတ်ကျန်းတွေခိုင်းစေကြပြီးအလုတ်တွေပြီးသွားရင်တော့မိုင်းထောင်ထားတဲ့ကွင်းပြင်ထဲမှာအချင်းချင်းလက်တွဲကဖျက်လျှောက်ခိုင်းကြတာပါဝုန်းနဲ့မိုင်းထားပေါက်ရမှာတော့တွဲထားတဲ့ဘေးနာကလူရဲ့လက်တစ်ပိုင်းပဲကျန်တော့တာကြောင့်ကြောင်စီစီဖြစ်နေတဲ့မြင်ကွင်းကိုလည်းရင်နာပွဲရမြင်ကြရပါတယ်အဲ့ဒီသတင်းတွေမေစုစီကိုရောက်လာတော့ကုလသမဂ္ဂနဲ့နိုင်ငံတကာလွန်ငင်းရေးအဖွဲ့ကိုတိုင်ကြားဖို့စီစဉ်လိုက်ကြပါတယ်။ဒါမှမဟုတ် Eric ကလည်း Nobel ဆုရွေးချယ်ကော်မတီစီကိုအမေစုရဲ့နာမည်တင်သွင်းနိုင်အောင်ကြိုးစားနေပါတယ်။အမေစုတယောက်တည်းရက်ဆက်ကြမ်းကြုတ်တဲ့စစ်ဘလူးတွေကိုအန်တုနေချိန်နိုင်ငံတကာမှာသူမရဲ့ပုံရိပ်ကိုမြင့်တင်ပေးလိုက်ရင်အန်ဒီရဲ့ချိုးကိုကာကွယ်ပေးနိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပါ။ကျောင်းပဲရမှာတော့သားဖ3ယောက်သားမြန်မာပြည်ကိုသွားဖို့စီစဉ်ထားပေမဲ့တွားကန်ဒီဆဲဆဲမှာပဲ Eric ရဲ့ဖခင်ဖြစ်သူဆုံးပါသွားတဲ့သတင်းကိုကြားလိုက်ရပါတယ်။ဒါကြောင့်သားနှစ်ယောက်ပဲအမေစုစီကိုရောက်သွားခဲ့ကြပြီး Eric ကတော့နိုင်ကိစ္စတွေစီစဉ်ဖို့စကော့တလန်ကိုလမ်းကြောင်းပြောင်းလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲတစ်ဖက်မှာဗိုလ်ချုပ်မူကြီးကလည်းအမေစုရဲ့သတင်းတွေကိုကပ္ပသတင်းစာမျက်နှာတွေမှာခက်စိတ်စိတ်တွေ့နေရလို့စားထိတဲ့တီကောင်လိုထွန်းထွန်းလူးပါတော့တယ်။ဒါကြောင့်အမေစုကိုဒီထက်ပိုဖိနှိပ်ဖို့တိုင်ပင်နေကြပြီးတော့အဲ့ဒီချိန်မှာဗိုလ်ချုပ်တယောက်ကတကဘာလုံးကအမေစုကိုမိသွားအောင်လုပ်နိုင်တဲ့နီလန်သူ့မှာရှိတယ်လို့ပြောပါတယ်။သူ့အကြံကတော့အမေစုကိုနေအိမ်မှာအကျယ်ကျုပ်ချထားဖို့ပဲဖြစ်ပြီးနောက်နေ့မနက်စောစောမှာပဲစစ်သားများစွာနဲ့အမေစုရဲ့အိမ်ထဲကိုဝင်ချသွားပါတော့တယ်။ပြီးတော့အမေစုနဲ့သားနှစ်ယောက်ကလွှဲရင်ကြံတဲ့သူတွေအားလုံးကိုအိမ်ထဲကမောင်းထုတ်ပစ်လိုက်ကြပါတယ်။တပတ်မှလည်းနောက်ထပ်အဖွဲ့တစ်ခုကအမေစုနဲ့နီးစပ်သူတွေနဲ့ NLD ပါတီထိပ်သီးခေါင်းဆောင်တွေကိုတအိမ်တက်တအိမ်ဆင်းလိုက်လံဖမ်းဆီးသွားကြပါတယ်။တပတ်က Eric ကလည်းနိုင်ကိစ္စတွေပြီးစီးချိန်မှာအမေစုစီကိုဖုန်းဆက်သွယ်မရတာကြောင့်သူကိုယ်တိုင်မြန်မာပြည်ကိုလိုက်လာခဲ့ပြန်ပါတယ်။လေမောင်ကဆင်းလာတဲ့စစ်တပ်ကသူ့ကိုကားပေါ်ခေါ်တင်သွားခဲ့ပြီးတော့အမေစုကိုအကျယ်ချုပ်ချထားတဲ့သတင်းကိုမဖြန့်မှုနဲ့နိုင်ငံရေးနဲ့ပတ်သက်တာတွေတခုမှမလုပ်ဖို့သတိပေးစကားပြောခဲ့ပါတယ်။ Eric ရောက်လာတော့သားနှစ်ယောက်ကဝမ်းသာအားရပြေးကြိုကြပြီးအမေစုเจ้าကိုမေးလိုက်တော့အမောဆိုးစရာကြားလိုက်ရတဲ့သတင်းကသူမအစာငတ်ခံဆန္ဒပြနေတာပဲဖြစ်ပါတယ်။အမေစုကသူမကိုလှုပ်ဖို့ဂိုင်ဘက်တွေနဲ့အတူတူထောင်ထဲမှာမထားရင်အစာမစားတော့ဘူးဆိုပြီးတော့စစ်အုပ်စုကိုဆန္ဒပြနေခဲ့တာပါ။ဒီလိုနဲ့တရက်ပြီးတရက်10ရက်ကြော်လာတဲ့အထိအစာမစားပဲနေလာတဲ့အခါမှာတော့အမေစုလည်းအာဟာရချို့တယ်ပြီးအသက်ရဲရဲလေးပဲကြံပါတော့တယ်။ဒီမြင်ကွင်းကိုမကြည့်ရနိုင်တော့တဲ့ Eric ကဗိုလ်ချုပ်ကြီးတွေနဲ့တွေ့ခွင့်တောင်းခဲ့ပြီးဒီတိုင်းဆိုရင်နောက်ရက်ပိုင်းတွင်းမှာအမေစုတည်ဆုံးသွားနိုင်ကြောင်းကိုပြောခဲ့ပါတယ်။ပြီးတော့အမေစုသာဒီလိုချိန်မှာတစ်ခုခုဖြစ်သွားခဲ့ရင်အကျိုးဆန်တွေနဲ့လူထုအုံကြွမှုကြီးတွေပြင်နိုင်ငံတကာဖိအားတွေပါပိုများလာမှာဖြစ်တဲ့အကြောင်းကိုရှင်းပြပါတယ်။ဒါကြောင့်စစ်တပ်ဘက်ကသာအမေစုရဲ့လူတွေပေါ်နှိပ်စက်မှုတွေမလုပ်ကြောင်းအာမခံပေးရင်အမေစုအစားပြန်စားလိမ့်မယ်လို့ပြောခဲ့တာပါ။နောက်ဆုံးမှာစစ်တပ်ဘက်ကနိုင်ငံရေးအကျဉ်းသားတွေကိုမနှိပ်စက်ပါဘူးဆိုတဲ့အာမခံချက်ပေးခဲ့ပြီးအမေစုလည်းအဲ့ဒီတော့မှစိတ်အေးသွားခဲ့ပါတယ်။အဲဒီနောက်ရန်နိုင်ငယ်ကြာမှာပဲ Eric နဲ့သားနှစ်ယောက်တို့ပြန်သွားကြပြီးတော့အမေစုလည်းလွမ်းကြံရရပြန်ပါပြီ။စေအုပ်စုဘက်ကရွေးကောက်ပွဲကိုအမြန်ဆုံးပြုလုပ်ပေးခဲ့ကြပြီးပြည်သူတွေများစွာတို့ကလည်းနှစ်40တွင်းမှာပထမဆုံးချိန်မဲပေးကြဖို့စိတ်အားထက်သန်စွာရှိခဲ့ကြပါလိမ့်။နောက်ဆုံးမဲရလက်ထွက်လာချိန်မှာတော့အမေစုဦးဆောင်တဲ့ NLD ပါတီကအမတ်နေရာ392ခုနဲ့အပြတ်သက်အနိုင်ရခဲ့ပြီးတော့စစ်တပ်ဘက်ကတော့အမတ်နေရာ10နေရာပဲရခဲ့တာပါ။စစ်တပ်ကအမျိုးမျိုးဖိနှိပ်နေတဲ့ကြားကပဲ NLD ပါတီဟာ1990ခုနှစ်ရွေးကောက်ပွဲမှာတောင်ပြိုကမ်းပြိုအနိုင်ရခဲ့တာဖြစ်ပြီးတတိုင်းပြည်လုံးချိန်တဲအောင်ပွဲခံခဲ့ကြပါလိမ့်။ပြည်သူတွေစုဝေးကအမေစုချန်ရှိမှလာရောက်အောင်ပွဲခံခဲ့ချိန်မှာအမေစုကမိန်ကုန်းပြောဖို့အတွက်ထွက်လာခဲ့ပေမဲ့အဆောင်စစ်သားကခွင့်မပြုတဲ့အပြင်ဘက်ကလူစုကြီးကိုလည်းတနက်ပစ်ဖောက်က6လက်မောင်းထုတ်ပစ်လိုက်ကြပါလိမ့်။တပတ်မှလည်း Eric ကိုမြန်မာတန်အုံးကခေါ်ယူတွေ့ဆုံခဲ့ပြီးအမေစုကိုနိုင်ငံသားကိုပြန်ခေါ်ခြင်းချက်ချင်းဗီဇာထုတ်ပေးမှာဖြစ်ကြောင်းပြောခဲ့ပေမဲ့Eric ကသူ့ဇနီးကိုပြန်ခေါ်ခြင်းနဲ့ဆန္ဒနည်းနည်းမှမရှိပါဘူးဆိုပြီးအပြတ်ပြောပြခဲ့ပါလိမ့်။ဒီဘက်မှာတော့ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပေမဲ့စေအုပ်စုကအာဏာလွှဲမပေးတဲ့အပြင် NLD ပါတီထိပ်သီးခေါင်းဆောင်တွေကိုတောင်တယောက်ပြီးတယောက်ဖမ်းနေခဲ့တာပါ။1991ခုနှစ်မှာတော့အမေစုကို Nobel ငြိမ်းချမ်းရေးဆုပေးအပ်ခဲ့ကြပြီးအမေစုကနေကျဲကျုပ်ကြနေတာကြောင့် Eric နဲ့သားနှစ်ယောက်တို့ကပဲအခမ်းအနားကိုစားတက်ရောက်ခဲ့ကြပါလိမ့်။စုပေးပွဲကိုရေဒီယိုကနေလည်းဓာတ်ရိုက်ထုတ်လွှင့်နေတာဖြစ်ပြီးတော့
အမေစုကအဆောင်တက်သားတွေမသိအောင်ခိုးနားထောင်နေပါလိဇူလက်ခံပြီးတဲ့နောက်မှာတာကြီးအလက်ဇန္ဒာကမိခင်ကိုစားဂျေစုတင်စကားပြောခဲ့ပြီးတော့အမေစုတွက်တော့တာကြီးရဲ့အတန်ကိုအလွမ်းပြေကြားလိုက်ရခြင်းပါပဲအရီနောက်မှာတော့ပြုံးကြီးနဲ့မျက်ရည်တွေစီးကျနေပြီးပီယာနိုတီးနေတဲ့မေစုကိုမြင်ကြရမှာပါတာရင်ခောက်ခောက်နှစ်ယောက်လုံးနဲ့ခင်မုံကိုခွဲခွာပြီးတိုင်းပြည်တော်ဘဝကိုနှိမ့်မြုပ်ထားတဲ့အမေစုရဲ့ရင်တွင်းမှာဘလောက်တောင်များနာကျင်နေရှာမလဲ